အုံလို့အနံ့လေးနဲ့ဆွဲဆောင်နေတဲ့အိမ်ချက်ရဲ့အုံလို့ခောက်ဆွဲလေးအတွက်အဓိကဖြစ်တဲ့အုံလို့ရစီဖို့အုံပြီးစစ်တွေကိုခွဲပြီးပေါင်းခန့်တာကနေစတင်ပါတယ်။နင်းရအောင်ပေါင်းထားပြီးသားအုံဒီဆန်ကလေးတွေကိုစက်ထဲမှာညှစ်တဲ့အခါအယောနော်မရှိတန့်စင်တဲ့အုံလို့စစ်ကိုရပါတယ်။တစ်ဖက်မှာလည်းကလပဲအနှစ်ကိုထည့်သွင်းရာအချိုးစားအလိုက်အရသာတွေကိုစက်ကြီးတွေနဲ့တေချာနှက်ဆက်အောင်မှွေပြီးမှကြက်ပြုတ်ရည်အချိုးကိုအားပြုထားတဲ့ပဲနှစ်ကိုပြင်ဆင်ကြပါတယ်။ဒီပဲနှစ်တွေကို artificial flavors တွေ MSG တွေမထည့်ပဲအချို့အတွက်ထမ်းမြက်ကိုအဓိကအသုံးပြုပြီးအုံလို့နှစ်ထဲရောပြီးတဲ့နောက်တကြောပြန်ချက်ပြီးတဲ့အခါမှာအုံလို့ခောက်ဆွဲအနှစ်ကိုရပါတယ်။ပြုတ်ပြီးသားချက်သားတုံးတွေနဲ့ချက်သွန်နီဥတွေကိုလည်းအချိုးကျဂရန်ချိန်ပြီးစီတုပ်ပူတဲ့တေချာထည့်သွင်းပေးထားပါတယ်။ငွေတစ်ထောင်းထွက်နေပြီးတော့အကျိုးအကြားမကြံပိုးတက်ပြီးတဲ့ရေနွေးငွေပေါင်းဆက်ထဲဖြတ်တန်းအပြီးမှာသတ်မှတ်ထားတဲ့ temperature control နဲ့သက်ဆိုင်ရာဟင်းအနှစ်တွေကိုထည့်ကြပါတယ်။ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဘက်တီးရီးယားထပ်မံပေါက်ဖွားခွင့်မရတော့အောင်လို့စက်ကြီးတွေနဲ့လုံးဝအလုံးပိတ်ပလိုက်ကြပါတယ်။အနှစ်ထဲတုန်းကမတော်တဆဘေးမှာပေကုန်တာမျိုးရှိခဲ့ရင်လည်းတန့်စင်စီဖို့အတွက်ရေဆေးဆက်မှာတစ်ခါပြန်ပြီးတော့ဖြတ်ကြရပါတယ်။တန်ရှင်းထားပြီးသားအလုံးပိတ်ပြီးသားဘူးတွေကို retort စက်ကြီးတွေထဲမှာထည့်ပြီးတော့130 degree centigrade ကနေ121 degree centigrade ဝန်းကျင်အထိအပူပေးကြပါတယ်။ဒီအပူချိန်ဟာတာမန်ရေဆိုမှတ်ထမြင့်တဲ့အတွက်အန်ဒရယ်ရှိတဲ့ဘက်တီးရီးယားအလုံးကိုသိစေပါတယ်။သတ်မှတ်ထားတဲ့အပူချိန်မှာဘူးရဲ့အလဲဘဟုအထိအပူကိုပြန့်နှံ့ရောက်ရှိစေဖို့အချိန်အတိုင်းအတာတစ်ခုထိထားရှိရပါတယ်။သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ retort ဆက်ထဲကနေမထုတ်ခင်စက်ထဲမှာရင်ရေအေးနဲ့ရုတ်တရက်အမြန်အေးခံလိုက်ပါတယ်။ဒီလိုမှသာလေအစားအစာတွေဟာအလွန်အကျွံနူးဣသွားပဲနဲ့အနံ့အရသာကိုအကောင်းဆုံးအခြေအနေမှာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။အိမ်မှာချက်တဲ့အိမ်ချက်လိုက်တာအိမ်ချက်